ဒီဘက်တနင်္ဂနွေမှာတော့တန်းလျင်ကြိုက်ခောက်ဖျားကိုရောက်ခဲ့ပါတယ်ဘာခောက်ပါမူလဖျားရတာပါဒုတိယဖျားရကထုံပြင်းပါရှိပဲမဟုတ်ကခေါ်ရမမြတ်စွာဘုရားပါမနှုတ်တီးရဖင်နှခွာတဲ့စိတ်ခေါ်ဘူးကြီးပါဒါတော့ဘေးနောင်မင်းတရားကြီးအောင်မြေပါအောင်မြေမှာစင်ပေါ်မှာကြောက်ဒီစိုက်တူရတာပါအဲ့တော့စိတ်ခေါ်စီကြီးအခေါင်းလောင်းပါတရားဝိဇ္ဇာတစ်စောင်းပါပါဟောတော့ဝိဇ္ဇာတရစီရီပါဒါတော့ကျွန်တော်ဖျားလိုက်ဖို့ပဲညီကို2ယောက်ပါထူးထူးခြားခြားခရစ်ယာန်သင်းအုပ်ဆရာနဲ့တိရရှင်နံပါတ်တွေ့ခဲ့ပါတယ်နောက်ဘက်ဘယ်ဖျားရောက်မလဲဆိုတာ